ခဏနေကြလို့ရှိရင်9နာရီ40ကြာလို့ရှိရင် firewall သဘောမျိုးလုပ်မှာပေါ့နော်ကက်ဆယ်က firewall ဖောက်မဲ့နေရမှာပြေးတာ Premier Access ဝယ်ထားတဲ့သူတွေကရှေ့တဲ့ရရင်ကြည့်လို့ရတာပေါ့နော် Premier Access ဝယ်မထားတဲ့သူတွေကတော့နောက်ကကြည့်ရ雲の上にきらめく星がある無限のイマジネーションで